ဝင်ငွေပေါ်မှာအမြဲတမ်းရလာတဲ့ဝင်ငွေကိုအမြဲတမ်းကိုယ်စိတ်ထဲက၄ပိုင်းပိုင်းထားပြီးတော့တပုံကိုစုဆောင်းငွေဖြစ် emergency ထားရမယ်တပုံကိုပဲစားသုံးရမယ်ဂျန်နဲ့နှစ်ပုံကအရင်နှီးလုပ်ပြီးတိုးပေါင်းအောင်လုပ်ရမယ်မြတ်စွာဘုရားအဲ့လို၄ပုံပုံခိုင်းတကယ်ကတော့မြန်မာလူမျိုးတွေဟာဒီဆင်းရဲမွဲတည်နေခြင်းဒီအတုံးနဲ့အဖြုံးကိုနားမလည်ခြင်းကလည်းအဓိကအဲ့ဒါကြောင့်မို့လို့စီးပွားသိပ်ပြီးတော့မဖြစ်ဘူးတချို့လဲကိုယ်ဝင်ငွေကဘယ်လောက်ရှိသလဲရှိတာမသိဘူးမသိတော့သူများနေသူကားဝယ်စီးတယ်ဝယ်စီးတော့ကားကိုလည်းပဲကားကထွက်နေတာ तू မမြင်ဘူးလေကိုနာဒီနာသွားလိုက်ရင်ကိုကားလေးနဲ့ကိုဆိုဟန်ကြနေတယ်ဆိုသွားတယ်သို့တော့အဲ့ဒီဟန်ကြနေတာပိုက်ဆံမော်သွားတယ်ဆိုတော့ तू မသိတော့နောက်ပိုင်းကျဘာဖြစ်တုံးဆိုဒါတွေကိုကာမိအောင်မလုပ်နိုင်သည့်အတွက်ကြောင့်လုံပါသွားရှောင်းပြလိုက်ရတဲ့အနေထားမတွက်တတ်တာကိုပြောတာတွက်တတ်ရမယ်အမှန်ကတော့ဘာပဲဖြစ်ဖြစ်တွက်ရဒီနေ့ဝင်ငွေရဘယ်လောက်ရှိတယ်သုံးတာဘယ်လောက်ကိုယ်မှကြံသလားမကြံဘူးလားဒါတွေကိုနေ့စဉ်နဲ့အမြတ်တွက်တတ်ရမတွက်တတ်ဘူးဆိုလို့ရှိရင်ဒီဆင်းရဲတွင်နဲ့နေမှာခုနမြတ်စွာဘု